ရာတော်နှစ်ပါးလူကံကြတော်ပါဗျာမင်္ဂလာတီရိဆရာတော်လူကံကြတော်ပါဗျာမင်္ဂလာတီရိဆရာတော်ဇေယသိပါဠိတက္ကသိုလ်ဆရာတော်လူကံကြတော်ပါဗျာဇေယသိလည်းမကြောက်မှတ်လိုက်နော်ဝေဇယန္တာဆရာတော်လူကံကြတော်ပါဗျာရဏမေသူဆရာတော်လူကံကြတော်ပါဗျာအရိယာဓမ္မဆရာတော်လူကံကြတော်ပါဗျာသိဉ္ကြီးကျောင်းဆရာတော်လူကံကြတော်ပါဗျာလေးချွန်းရတနာဆရာတော်လူကံကြတော်ပါဗျာကံဘောဇဆရာတော်မန္တလေးလူကံကြတော်ပါဗျာတတိပဋ္ဌာန်ဆရာတော်မန္တလေးလူကံကြတော်ပါဗျာဉာဏ်ကံဘောဇဆရာတော်နှစ်ပါးလူကံကြတော်ပါဗျာနှစ်ပါးတခါလေးဟုတ်အော်ကျန်တာဟိုကိုယ်နဲ့မှတ်လာလေးရှိနေမကြွလာတယ်ခဏတုံးလေးပါလားမသိနော်ဟုတ်အဲစရနိုင်ဆိုတော့ဒီမှာခုံလုံးချ